ပိုင်းတောင်တန်းများချချင်းတောင်တန်းကြီးရဲ့ရှေ့ဘက်မှာဘုံတောင်ဘုံညာတောင်တန်းသက်တီကတို့ရောနေရဲ့အမတ်သားသူပါအကွေကောက်စင်တများနဲ့လမ်းတွေပြတ်တန်းလုံးပြောစရာပါရောနေအဆန်းဆန်းဝဆာတနခါကိုကြာရောတေဝဆယ်လို့ထားစကားပြောတော့ဝဲဝဲအသားကညိုညိုဖြူစင်စိတ်ထားနဲ့တဘောမနောလွန်ကောင်းလို့တဲ့တစ်ခေါက်တန်းတာခဲ့ပါကြောက်သူနဲ့ဆိုတို့ရောနေရဲ့ထင်ကြရမျိုးတွေဘာသာတရား